ခရုံကူရောက်နေတာပါဗျခရုံကူမှာပါခင်ဗျာမွန်ပြည်နယ်မော်လမြိုင်မြို့ကခရုံကူမှာဖြစ်ပါတယ်စားနေပါအစာလာကျွေးတာဖြစ်ပါတယ်ဗျာကျွန်တော်ဥစ္စာခရုံကူမှာဖြစ်ပါတယ်ခရုံကူမှာကျွန်တော်အစာလာကျွေးနေတာပါမြောက်ကလေးတွေအများကြီးပဲရှိတယ်ဗျာဒီမှာတော့ချပြီတဲ့နောက်တော့ကောင်ရောညောင်းမိသားစုပဲဖြစ်ပါတယ်ဗီဒီယိုရိုက်ရတော့ပြောက်ပြီရောမရကောဆက်ကြည့်ခလေးတွေနေပါရောက်လမနိုင်စားယူဒီမှာယူမင်းတို့ချွေးယူရောတခါလုံးဆွဲရမသိဘူးတခါလုံးဆွဲရမသိဘူးဟုတ်လားဆွဲလားရောဟိုအခန်းထဲချပြီလားဝကြီးဟေးဟိုတီလေးဒီသားမရပါလားတော့တခါတည်းသူထိုင်နေမရဘူးညမစားရဖြစ်ရောက်လေဘယ်နဲ့တို့ရောက်လေဒီမှာဖမ်းရောက်မပြောသည်ရောမရဘူးကွာလုံးလေးတေးတာနော်ဦးလေးဟမ်ဟုတ်ကြောက် sorry လုံးကြီးပဲတော့ရောက်ဒီကောင်းကြီးဒါတော့မဖမ်းနိုင်ဘူးရောဖမ်းဒီကအဲ့လိုမျိုးကြောက်မဖမ်းဘူးကွာသိလားတုတ်ကြမှာစော်လို့ကောင်းကြီး respect စီးပေးမှာစားမယ်ကောင်းကြိတ်စားနေရောဟေးစားကြကဲသားတို့လေးရောအပေါ်ကောင်ခရုံကူမှာဖြစ်ပါဗျာဒါလေးဒါခရုံကူဖြစ်မထိုင်ကြကြောက်ဥတော့ဖမ်းလိုက်တယ်ကောင်ရောဖမ်းဒီကအဲ့လိုမျိုးကြောက်မဖမ်းဘူးကွာသိလားတုတ်ကြမှာစော်လို့ကောင်းကြီး respect စီးပေးမှာစားမယ်ကောင်းကြိတ်စားနေရောဟေးစားကြကဲသားတို့လေးရောအပေါ်ကောင်ခရုံကူမှာဖြစ်ပါဗျာဒါလေးဒါခရုံကူဖြစ်မထိုင်ကြကြောက်ဥတော့ဖမ်းလိုက်တယ်ကောင်ရောဟေးရောရောညကလေးကတိထားရတယ်